မိဘရဲ့ခြေဆုတရားကိုပြောကြတယ်မိဘခြေဆုမြင့်မို့ဦးတို့ဗမာစကားမှာလေမြင့်မို့တောင်တော့ဘယ်သူမှတော့မြင်မှုတာမဟုတ်ဘူးအကြီးဆုံးတောင်လို့အမြင့်ဆုံးတောင်လို့ပဲမှတ်ထားပေါ့အဲ့ဒီတောင်ကြီးတဲ့မြင့်တယ်လို့တင်စားပြီးတော့သုံးတဲ့စကားတွေပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတဲ့နေရာမှာမိဘကိုခြေဆုဆက်တယ်ဆိုတဲ့နေရာမှာခြေဆုဆက်ပုံ2မျိုးပြထားတခု2မျိုးပြထားတယ်ရှိတယ်ဘလောက်ကျေးဇူးဆက်တုံးဆိုအမေဖေကိုချမ်းသာအောင်ထားတာနံပါတ်1ကအမေနဲ့အဖေကိုလက်ဝဲဘက်ပခုံးနဲ့လက်ရဘက်ပခုံးမော့တင်ဒါတော့တာဝန်ယူတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါလိမ့်မယ်နော်အမေဖေကလည်းပခုံးမော့ထိုင်းနေညောင်းမှာပေါ့နော်တခါတလေစားတွေဟာမက်တာဖောင်းလောက်တာရှိတယ်လေတခါတလေတိုက်ရိုက်မယူရဘူးအဓိပ္ပာယ်ကဖះကိုလည်းဖះကအဖကိုလက်ရပခုံးမော်ထားအမိကိုလက်ဝဲပခုံးမော်တင်ထားအသက်တရားရှိတဲ့သားသမီးဟာအသက်တရားလုံးလှုပ်ကြွေးတောင်မကုန်ဘူးဆိုတာဘာလုံးမှမလုပ်ဘဲနဲ့အမေဖေကိုပြုစုတောင်မှပဲမိဘကျေးဇူးဟာမကုန်ပါဘူးလို့ပြောတဲ့သဘောမျိုးပေါ့နော်နောက်တစ်ခုကဘာတော့ဆိုရင်ကဘာမြေပြင်တစ်ခုလုံးကိုအစိုးရတယ်ယရနာတွေအားလုံးကိုပိုင်ဆိုင်တဲ့ကဘာမြေပြင်ကြီးတစ်ခုလုံးကိုအစိုးရတဲ့အရှင်သခင်ဘုရင်အဖြစ်မိဘကိုတင်မြှောက်ပြီးတော့ကျေးဇူးဆက်တောင်းမှပဲမိဘရဲ့ကျေးဇူးကမကုန်နိုင်ဘူးလို့ဒီလိုပြောတယ်ဒါမကုန်နိုင်တဲ့နည်းတွေတချို့လည်းမိဘကျေးဇူးမကုန်တာကိုဘာနဲ့ပြောကြတော့ဆိုမြတ်စွာဘုရားတောင်းပါတဲ့တာဝရိန္ဒာနတ်ပြည်တက်ပြီးတော့မေရောမိနန္ဒာကိုကျေးဇူးဆက်တဲ့အနေနဲ့အဘိဓမ္မာတရားဟောတယ်တဲ့အဲ့ဒါတောင်မှပဲနှုတ်တလုံးပိုးပဲခြေသေးတယ်လို့ဘယ်သူကပြောတဲ့စကားမှမသိဘူးစာပေရလာတဲ့စကားမဟုတ်ဘူးနော်တလုံးပိုးနှလုံးပိုးလို့ဘယ်လိုလုပ်ခွဲမှာတတ်မှတ်ထားရင်တော့ခွဲရတာပေါ့နော်ကိုကျေးဇူးဆက်တာကတလုံးပိုးပဲရှိသေးတယ်နောက်တလုံးပိုးဆိုတာတော့တလုံးကဘလောက်တန်ကြီးရှိတာတော့ပေါ်မှာမူတည်ပြီးပြောအဲ့ဒါလို့မဟုတ်ပဲနဲ့တချို့မကြည်ဘူးဆိုတာရိုးရိုးမပြောဘဲနဲ့တလုံးမိုးပဲခြေသေးတယ်ဆိုတော့နောက်တလုံးမိုးကျန်နေသေးတယ်အတိတ်ပဲရနေတယ်ဒါတော့စာလာပေလာစကားမဟုတ်ပါဘူးတကယ်တော့မဟုတ်ဘူးအဲ့ဒီစကားကလေမြတ်စွာဘုရားကမိဘရဲ့ခြေဆုကိုဆက်ရင်ဘယ်လိုနည်းနဲ့ခြေတယ်လဲခုနလိုလှုပ်ကြွေးပြုစုယုံနဲ့မခြေဘူးယာရုအာနာပေးယုံနဲ့မခြေဘူးမိဘကိုလောကီစည်းစိမ်တွေပြေဝပေးယုံနဲ့မကြည့်ဘူးခြေနိုင်တဲ့နည်းရပါတော့လို့ဆိုလို့ရှိရင်ကိုချင်းတီလမပြည့်စုံသေးတဲ့မိဘကိုကိုချင်းတီလပြည့်စုံအောင်တရားတရားမရှိသေးတဲ့မိဘကိုတရားတရားရှိအောင်စွန့်ကြဲမှုမရှိပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးနှမျောတွန့်တိုနေတဲ့မိဘကိုလှူဒန်းအောင်ပညာမရှိသေးတဲ့မိဘကိုပညာရှိလာအောင်အဲ့ဒီလိုဓမ္မဘက်ကကျေးဇူးဆိုင်ရင်ကြည်တယ်လို့မြတ်စွာဘုရားဟောထားတာဘယ်နိုးတလုံးဘိုးတွေပါလေဟုတ်မလဲနော်ဓမ္မနဲ့ကျေးဇူးဆက်မှကြည်မယ်လောကအာမိတလို့ခေါ်တဲ့ပစ္စည်းဥစ္စာနဲ့ကျေးဇူးဆက်လို့တော့မကုန်နိုင်ဘူးတဲ့